ဘသူနှစ်ဖူးတောက်ခံရမလဲဆိုတာကိုကြည့်ပေးပါဦး ကိုယ်ပိုင်မှာလား အတီး โอเค ဟွန်းဒီဘက်နဲ့ကင်မရာမကွန်းဒီဘက်နဲ့လို့နေရတယ်ဒီနာနာ นี่ใครนำมาวันนั้นก็เรียกเลย ဒါပါလေအားမမဆိုင်ရဟာသွားပြီကျွန်မ แค่ ဒီချင်းစော်တိုင်းရှုံးနေဟာသွားပြီ แค่ทราบวิธีเราผมပြောမှာ ချစ်လေးအကောင်ကြီးအများကြီးဟာသွားပြီ ပြောမှာနော်ပြောရအောင်အော်ဒီ မလေးမလေး เราจะเป็นใครเลยมันยังไม่ได้กันเลย ဒီလိုနဲ့ပဲပွဲပြီးပြီငါဒီကောင်တိုင်းကောင်သူ့တော့ပဲကြည့်ရအခုမှဒီလားကွာချစ်တော့နိုင်ပါသေးဆိုပြီးကွာချစ်တာကြီးထည့်တာတော့နိုင်မယူရဘူးကိုယ် ကိုယ်ကကြည့်လို့ရအောင်ကိုရတဲ့ရှုံးပြတယ်ဒီနေ့ကရှုံးပြရတယ်မရှိဘူးနော်ဒါကန်တရားပဲဒီနေ့က အော်ကိုရှုံး တဲ့ ပွဲရ ချက်နေဆိုရင်တစ်ချက်တက်နေဆိုရင်အုံနဲ့မှတ်တာမမှတ်နိုင်တော့ရှုံးတာရှိတယ်ညစ်ပြီးတော့နိုင်လို့ရတယ်ရှိတယ်ဒါလုံးဝကန်တရား ဒီရောက်နိုင်မှာနိုင်ချင်း အဲ့ဒီအားလုံးလည်းကိုရတဲ့ကန်တရားပဲဆိုတော့ဒါကန်တရားပဲမရဘူး ဟောကန်ဆိုတာအလုပ် ဒီနေ့ ကန်ကိုမိမကန်ကောင်းကိုအလုပ်နဲ့တည်ပြအဲ့တော့ဝန်ကိုပြေးပြီးတော့ဒီလောက်အောင်ပါဆိုဒါနဲ့ချီလေးအနိုင်ကျင့်ဖြစ်ချီလေးကကျွေးကျွေးနိုင် ချင်းနဲ့တူလည်းကန်တာလေ နိုင်လို့ပါချီ ဟောနိုင်မှာပေါ့ချစ်လေး အဲ့သူလည်းညားလာပြီ မရပါဘူးဘယ်လိုညာချစ်လေးခေါင်းကြည့်ပါနော်လမ်းကြည့်ပါကိုကမနိုင်ဘူးဟမ်ကိုမလေးတန်းအောင်ပြေးချစ်လေးမ3တန်းအောင်ပြေးပါ3တန်းပြေးတော့မလေး3တန်းပြေးတော့မယ်ကိုကတန်းမှမပြေး တော့ငါဒီဝိုင်းဒီဆိုင်ကြည့်ဟမ်ဟုတ်ပြီ ဘူး4တန်းပြေးတော့မယ်ဖခင်ကြီးနိုင်ပါသေးငါမိမနေနိုင်တော့ဘယ်လိုတော့ကွာပါ တက်တက်ရွက်တက်လာသူနိုင်မှာတော့ငါတော့ပြပါပြီ ဟုတ်လေခုမှ3တန်းပြေးတာလေချစ်လေးကိုမမှီသေးပါဘူး နိုင်မှာ ဟောချစ်လေး တရားသဘောနဲ့အနိုင်ယူနေတာသူပြီးနေတယ် ရစိတ်ချမ်းတောင်း လေးလေးနဲ့သူလာနိုင်နေတာသူပြီးနေ မမိမနိုင်တော့မယ်မမိမနိုင်တော့မယ် တော့မြောက်ခဲ့အဲ့ဒါဆုံးတယ်တော့ပြရ မ လား လေးနှစ်ခုလေးရနေမိမရဲ့ဟောကိုရောက်ကြနှစ်ခုလေးတောက်ရတောက်ကော အဲ့ဒီနဲ့ ဟိုဖတ်သေးတော့ ဒိုတဲ့ကူဒီကူ ဒီဟာအဆုံးဖြတ်ပဲ ကိုကချစ် ကိုမေမောနိုင်ယူဆို စိတ်မကောင်းပါဘူးမိမရဲ့နှစ်ဖူးလေးလောက်ပါအောင်မလေး တော်ပြင်မိမောရှုံးပေးမယ်ပြေးပြေးတော့ လာထား ဒီဆို မတောက်ရပါဘူးချစ်လို့